Greener ဆိုတဲ့ hero ကအလုံးသိကြတဲ့အတိုင်းပဲစောင်းရမ်းကျန်းတဲ့ hero တောင်ဖြစ်ပါတယ်ကျွန်တော်ပြောပြပေးပါမှာတော့ Greener ကိုဘလူးကျန်းအောင်ဆော့ရမယ်အထူးသဖြင့်ကျွန်တော် skill ကြွားချင်တာပါဗျာစအောင်တော့ brother ကျွန်တော်ဝိုင်းဆဲမနေနဲ့ကျွန်တော် Greener ကင်မယ်ဆိုရင်ကျွန်တော်ပြောတဲ့ ambulance လေးတော့လိုအပ်ပါလိမ့်မယ်ပထမကကျွန်တော်ဒီမှာပြတာဘီနာ ambulance လေးတွေပေါ့နော် item လေးကကျွန်တော်တို့ RD game မှာဆိုတော့ဒီ magic ဖက်နက်လေးထည့်ပေါ့နော်ကျွန်တော်လေကင်းရောက်သွားရင်ပြေးမြန်တဲ့ဖက်နက်လေးထည့်ပါတယ်ဘာဖြစ်လို့ဆိုဝင်ရထွက်လွယ်လို့ပါဘလို့ကျန်းဆော့ကျင်တာကျွန်တော်ပြောရတဲ့ထက်ကြောက်စိမ့်နှုတ်ထက်မထည့်ချင်ဘူးဆိုရင်ကျွန်တော်ဒီကြောက်စိမ့်နေရာမှာစကိုင်းပြရတာထည့်လို့ရပါဘူးနော်ကဲပြောနေကြကျွန်တော်ကိုယ်တိုင်စမ်းပြရဗျာ Greener ရဲ့အကောင်းဆုံးချက်ကိုပြောပါဆိုရင်သူ့ရဲ့ဒီ passive ပေါ့နော် passive လို့ပဲခေါ်ရမှာလားသူက3ချက်ရိုက်ပြီဆိုရင်ကျွန်တော်အဝိုင်းလေး3ခုပေါ့နော်အဲ3ချက်ရိုက်ပြီဆိုရင်ကျွန်တော် white လိုက်တာဗျာအဲဆောင်းရတိုင်းပြီးထွက်တယ်အဲ့ဒါဒါက damage ဆောင်းရနေလို့ကျွန်တော်မသိတာပါနော်ဒီမှာဆိုရင်ဗျာ damage အရင်များလာရင်မြဆောင်းရကျန်းတယ်ဟော rose ကူကြီးနဲ့မှာဗျာဆိုးလာအောင်3ချက်လိုက်ရိုက်ပြီးတခါတည်းတန်းမှာပျောက်သွားအဲ့ဒါကိုပြောချင်တာနောက်တစ်ခုကကျတော့ဘက်ကိုဘယ်လိုမြင်မြင်စားရမလဲ Roger တို့ဘက်ကိုမြင်မြင်စားခြင်းပြီဆိုရင်တော့ကျွန်တော်ပြောရတဲ့အတိုင်းလိုက်လို့ပါပထမချက်ကတော့ဒီ item လေးနှစ်ချောင်းတော့ထွက်ထားဖို့လိုပါလိမ့်မယ်။ဒီတစ်ချောင်းထွက်တဲ့ကြီးကိုဖမ်းပါပြီးရင်ကျွန်တော် attack speed item နှစ်ခုထည့်လိုက်ပါ။ဘာလို့ attack speed item နှစ်ခုထည့်ခိုင်းလဲဆိုတော့ဒီမှာကြည့်လိုက်ပါ။သူက set 3ခုကပွင့်တာဆောင်းရင်ဒီ set 3ခုကပေါ့နော်ပြည့်ရမြန်နေဗျာ basic attack များဒီမှာကျွန်တော်ရှင်းပြမယ်ပေါ့နော်။တစ်ချက်နှစ်ချက်သုံးချက်ရိုးရိုးလေးပဲခုတ်ပါဗျာ။တူးလေးတစ်ခါလောက်ဖွင့်ပြီးရိုးရိုးလေးခုတ်ပါလေ။ဆောင်းရင်မြန်တယ်ပေါ့နော်။တစ်ခါလေးဘက်ပါတစ်ခါလေးပျောက်နောက်တစ်ခုရှိရပေါ့နော်အဲ့လိုလေးဖမ်းပေးပြီး item 3ချောင်းလောက်ထွက်သွားပြီဆိုရင်အဲ့ဒီ basic attack item တိတိလေးကိုဖြုတ်ပေးရပါမယ်ဘာလို့ဖြုတ်ရလဲဆို Greener ကလေကင်းရောက်ဒီ item လေးရဗျာ3ချောင်းလောက်ထွက်သွားပြီဆိုရင်ပေါ့နော်ဒီ3ချောင်းထွက်သွားပြီဆိုရင် basic item ဖြုတ်ပေးဘာလို့ဖြုတ်ခိုင်းရလဲဆိုတော့ basic attack item ကမြင်တယ်ဒါပေမဲ့3ခု73ခုပြည့်တဲ့ခါကျရင် white လိုက်တဲ့ damage ကအဲ့လောက်ထိကျန်းမနေတော့ဘူးဗျာပြောရင် damage မထွက်တော့ဘူးဗျာအဲ့ကြောင့်အဲ့ဒါလေးကိုဖြုတ်ပေးရပါမယ်လေကင်းကျရင်ကျွန်တော်ပြောထားတဲ့ item လေးပေါ့နော်ဟိုဘက်ကသွေးပြောတဲ့ကောင်လေးဆိုအဲ့ item လေးထည့်ပါမှာဆို1 hit ပဲဗျာအော်မှားပြောတာ3 hit နောက်တစ်ခုက Greener ကအဲ့ item လားဆိုမဟုတ်ပါဘူးဒီကောင်ကဝင်ရထွက်ရလဲလွယ်တယ်ပြေးရတယ်လွယ်ပါတယ်ဥမာကျွန်တော်ခုပြမယ်ပေါ့နော်ဒီမှာဒီကောင်ကအာရီကဥမာ enemy ကတတ်လို့မသေးဘူးကျွန်တော်ပြန်လိုက်နေပြီပဲထားဒီကောင်လိုက်လာချင်းကျွန်တော်အနောက်ကိုပြန်ပြေးလို့ရတယ်ဗျာကျွန်တော်နောက်ကိုလိုက်လာပြီဆိုရင်ကျွန်တော်ပြေးရတယ်ဒီလိုဝိလက်ကြောင်ပဲကြည့်သွားမလို့နဲ့ဗျာဒါကဟိုဘက်3ကောင်4ကောင်ဆိုပြေးသွားလိမ့်မယ်ပြေးလို့လည်းကောင်းတယ်လိုက်လို့လည်းကောင်းတယ်ကျွန်တော်လှည့်စားလို့လည်းကောင်းတယ်ဗောနော်ဒီကောင်စစ်ကအဲ့ရတင်လားဆို Greener မဟုတ်သေးဘူးဗျဒီကောင်ကစပယ်အားကိုနဲ့မိုက်တဲ့ကောင်တွေတော့မရှင်းနိုင်ဘူးဒါပေမဲ့ basic attack ကောင်တွေတော့ရှင်းနိုင်တယ်ဘာကြောင့်လဲဆိုတော့ Greener ကဒီလောင်းတို့လေလာတို့လက်စလေးတို့ true damage တို့စမ်းတို့ပါလို့ဆိုရင်ဗျာ basic attack ကောင်လေးဆိုကျွန်တော်ဘယ်လောက်ရက်1ဖွင့်နိုင် damage လုံးဝမထိပါဘူးဒီမှာဒီလောင်းတွေရှက်ရှိုးလိုက်ကျွန်တော်ရက်တယ်ဒီကောင်ပဲ damage ပြန်ထိရဗောနော်ကျွန်တော်လုံးဝ damage မထိဘူးဒီကောင်လေးပဲဖွင့်လာလိုက်ဗျာenemy ဘက်ကအမှန်စိတ်လောပြီးကျွန်တော်ကို Greener ကိုလာတတ်တယ်ပဲထားဗျာဒီကောင်က basic attack အားကိုးရဲ့ကောင်ဆိုကျွန်တော်ပြစ်ပါလေပြစ်လို့ဒီကောင်သွေးတော့လောက်ကိုင်းသွားပြီဆိုတော့မှ RD လေးချက်နှိပ်အဲ့လိုတက်လိုက်ပေါ့နော်ကျွန်တော်ဒီရောအိုင်းပြီပါဗျာကဲပြောနေရကြဒီမှာကြည့်လိုက်တော့ဗျာကျွန်တော်ကိုရင်ဆော့ပြမယ်ဟိုဘက်ကောင်တွေက room ဆိုလို့ဗျာမားတဲ့ကောင်တကောင်မပေါ့ဆိုတီးလို့ကောင်ရေပေါ့ဗျာကဲကျွန်တော်က Greener ပက်သွားပြီဆိုရင် enemy ဘက်က hero တွေကိုကြောက်ပါမယ်ဘလူး hero မျိုးကိုကြောက်ရမလို့ဆိုတော့one control ကောင်းတယ်ပေါ့ဥမာချောင်ဖြစ်ဖြစ်စလီနာဖြစ်ဖြစ်ပေါ့စေပါဆိုပူကြောက်ရတယ်ဗျာကောင်ကစပယ်အားကိုကောင်းလား basic attack အားကိုကောင်းမှုတော့ဗျာတည့်ရဲ့တိုင်း stand လို့ပါမိသွားပြီဆိုဘာမှလုပ်မရတော့ Greener ကအဲ့တစ်ချက်ကိုတတိထားဖို့လိုတယ်ကဲ balance level 4လေးပွင့်ပြီဆိုတော့အောက်က MN လေးကိုသွားနှိုက်လိုက်ပါဟာဘာကြီးတို့ဂျီရိုးမန်းမဂျီရိုးမန်းမလေလာရှုပ်နေကွာခဏခဏမြောင်းငါပြီးမှတ်တယ်ခုလို MN လေးကိုနှိုက်လိုက်တေးပြီးထင်တာ Florian K ဝတ်ဘာလည်းမဆိုင်ပါဘာကြောင့်တီထားဖို့လို့မော်စကိုဆိုတာငင်နိုင်မဟုတ်ပါဘူးမမွေးခင်လေးကနိုင်တာဘာလို့ပြောရလဲဆိုရင်တော့မော်စကိုကဘလို့ပဲကျွန်တော်တက်တယ်လုံးဝတတ်မရဘူးအခုဆိုတော့ဒီကောင် visit တာအားကိုကောင်အားလုံးပဲသိရတာ1နေ့ဖွင့်လာရင်သိရတဲ့အတိုင်းပဲနော်သူ့ကိုယ်သူပဲ damage ပြန်ထိရပါတော့ကကျွန်တော်ကလုံးဝ damage မထိဘူးနော်မြင်သွားပြီကွာငါမင်းကိုနှိုက်လို့ဆိုတော့ကဲအမှန်လေးမြင်သွားပြီဆိုတော့အလေလေးမှာနှိုက်ရပြဲကောင်လေးကိုတော့နှိုက်လွယ်တယ်တာတယ်လေးလုံနေနေပြီနာကောက်ွယ်မှာလာရှုပ်နေကွာအေးဟီးစမ်းမှာကွာဟီးစမ်းမှာအဲ့ဒီမှာကနိုဗီယာကြီးကလာရှုပ်နေလို့ဗျာအမမြောက်လေးဒီကောင်ဖုံးတစ်ချက်အမဒါခဲ့မရတော့ကွာကြီးရဲ့ဖီးကြီးရောင်ရေးဖီးကြီးလာပေးတာပါတော့
ဒါနဲ့ကျွန်တော်အတန်ဘာလို့ရမ်းသုံးနေလဲဆိုတော့ကျွန်တော်ချွဲလေးနဲ့ကြက်နေလို့အတန်လေးကိုရှော့ပြီးပြောနေရပါဒါနဲ့ကောင်မလေးလေလေးမှာဘာရမ်းဖြစ်နေအရှိကထမင်းတော့ပဲမြင်လားလားနောက်ဝင်ရင်တော့ဝင်မြင်ဆိုတော့မင်းတို့ကောင်ကြီးပြောတာကြော့ပေးပြေးပြီလေဟာနိုဗီယာရဲ့ရက်ဆက်လိုက်တာကွာတွေ့ပြီမင်းကလည်းတွေ့ခဏလေးပဲစောက်အဲ့နဲ့ကျွန်တော်ဘက်တူရဲ့ကျွန်တော်ပြန်စားလိုက်ရပါတယ်ဟီးရိုရဲ့အားလုံးထဲမှာစောင့်မြင်ကြဆုံးဟီးရိုပြောပါစလီနာနဲ့ချောင်ပဲရှိရဗျာကျွန်တော်ရဲ့ idol ဇော်ဂျီဂိမ်းမေးကကင်တဲ့စလီနာကလွဲလို့ပေါ့ဗျာကျွန်တော်စလီနာရဲ့စောင့်မြင်ကြဆုံးနဲ့ကိုယ့်အကိုဝိလေကြောင်ပဲဖြစ်နေတဲ့အချိန်မှာလဲစလီနာလေးကိုနှိုက်မလားလို့စဉ်းစားလိုက်တာယော့ကွာဟာရလဲမရဘူးရောင်ကြီးကိုပဲဟာဘယ်ဟေးမလေးမင်းတို့တေးချင်းနေရလားရောင်လာပြန်ပြီတော့ရှေ့ကထမင်းထုတ်ပဲမြင်ဝင်းတော့မမြင်ဘူးတေးစမ်းမှာလူနာအထူးကောင်းတာဗျာတိကျ14ချက်တော့သုံးလိုက်ပြီဆိုရင်လေအေးဆေးပဲဗျာထွက်လို့လည်းကောင်းတယ်လှည့်စားလို့လည်းကောင်းတယ်ကျွန်တော်ပြောခဲ့လို့ဒါပေမဲ့သူမတော့မကောင်းပါဘူးရှေ့ကကောင်းမလေးကဖင်အားနဲ့မပြန်ချင်ဘူးဆိုတော့အိမ်ပြန်အောင်လုပ်ပေးလိုက်မယ်လားသူနဲ့ဘလင်းခုံယူပြင်းနေမင်းလည်းရှောမှာပြီးတော့ငါဂရီနာကိုမတီးဘူးရင်လည်းဒီဘောနိုင်ငံရအောင်ဆိုညီမနိုင်ငံသားပဲတီးနာအထူးကောင်းလား surprise တိုက်လို့ဆောင်းရမ်းကောင်းတယ်ဒီမှာဆိုကြည့်သူနဲ့ကျွန်တော်ကိုရင်ကျိုးသုံးတာဗျာဟာရောင်ကြီးစင်မပြေဘူးခါပတ်တာကျွန်တော်ပြောရဗျာတီးတာစကားရောင်ထစ်ကုန်ပြီရောအလီနာထရက်ကြီးကြောက်ဖို့ကောင်းတယ်ရောင်ကြီးလောက်ခုထဲမှာကြီးစံတက်တော်မြင်ပြီရောင်ကြီးကောက်ကူကြီးက9000စိတ်ကြီးကြီးရုံဝင်ချနေရောဟုတ်တယ်ဗျာဂျပိန်မှာသွားချုပ်လို့မရအနေထားတစ်ခုနဲ့ကွာမပြောခဲ့သလိုပဲဒီမှာ attack speed item လေးချောင်းမထည့်ကျွန်တော်2ချောင်းမထည့်လို့ဆိုတော့ damage လေး short ချခံရမှာဆို2ချောင်းလုံးမထည့်တာပေါ့နော်ကဲကွာဗလေးစားပြီးတော့လေလေးမှာစလာနီးကိုသွားကျုံးမယ်ဟေးကောင်တစ်ချက်ပဲဒါအောင်လေကင်းမရောက်သေးဘူးနော်ကျန်းဟော်နေလေကင်းရောက်လို့တော့မင်းတို့ကတော့အကုန်လုံးပြေးသွားလိမ့်မယ်ဒါခေါနိုဗီယာကြီးက order ကြီးကိုချောင်းနေရဗျာဝင်အုပ်မလို့ဘယ်ရမလဲဝင်တီးမယ်လို့တာကွက်တီပဲရောက်ရေးငါစီတန်းလာတက်ဟေးဟာရောစောက်သိမ်းပဲလုံးဝမရှိဘူးကြောင့်တကယ်စောက်သိမ်းပဲမရှိဘူးကွာတော်သေးလို့ပေါ့ကွာပြန်တက်သွားပြမင်းခွက်လင်းကြီးကကောင်းတယ်ဟေးလာပြန်ပြီနောက်တော့ကောင်တဲတိုးတာရောဟေးဗီဒီပေါက်လည်းမသေးတော့ဘူးကွာပြေးပြောတာတောင်ကြပန်းမကြီးအထူးကြောက်ဖို့ကောင်းတယ်အာကြီးကပြေးရလဲကောင်းတယ်တောင်ကြပန်းမကြီးအဲ့နဲ့ကိုယ့်ဘက်လေးကိုစားပြီးချေးနေတော့မှာပဲအမဘာလို့ပြရလိုက်ပြီးတက်နေမှာဖုံးမနောက်တော့ဟာငါစောင်းဆောက်တဲရတာပဲကွာအဲ့လိုလွတ်သွားတယ်ဘာရလို့လဲဖြစ်ဘူးမှာပါအဲ့ဒါပဲကျွန်စလီနာလေးရှိအောင်မလားဆိုတော့ကြည့်လိုက်ရောဟောလို့အိမ်အောင်ပြန်ပြီးသွားဆင်မပြေပါဘူးကွာကဲကိုနေရပဲကိုပြန်တာကောင်းပါအဲ့မှာကျွန်တော်နားမှာကိုလည်းပြရလာရှုပ်နေတော့အမရှိုးလိုက်တော့မင်းတို့တော့ပြလိုက်ပြီအမကျွန်တော်ပြောတာအဲ့ဒါကိုပြောတာဗျာပြောငါတကွက်ပြမယ်လို့ပြောမလို့ပဲရှိသေးတယ်ဒါကြီးစောက်တိတ်ပဲလုံးဝမရှိပါဘူးအမှတွေးတဲ့မြကောင်လေးကိုပဲကလစားရင်ရှိနေဆိုပြီးတော့ကျုံလိုက်ရပါတယ်သူ့ကိုအပြည့်ပြုံးချလိုက်တယ်ဗောဗျာအမှန်တော့သူနဲ့မဆိုင်ပါဘူးဘာသာမျိုးလည်းမဆိုင်ပါဘူးသူမနဲ့ဘာသာလို့ဗောဗျာကျွန်တော်စောက်ကလေးစောက်ကြီးစောက်ကျယ်ပြောနေဆိုရင်ကျွန်တော်ကောမမလာမကြီးတော့နော်ကျွန်တော်ဘာသာကိုချစ်လို့စားပါဗျာလိုက်ဂျပိန်မတောင်ကြပန်းမရောကောင်းပါလေဆောင်းကနေကောင်းနေနောက်တစ်ခုကကျွန်တော်ပြောချင်တာဂရီနာကင်ကြီးဆိုရင်ဒါတော့ဘယ်တော့မှ feeding night ထဲမှာဆိုပါနဲ့ feeding time ဆိုတာဗျာရောင်ငါပြောမလို့ပဲရှိသေးပါပြန်တက်တော့ဟိုဘက် hyper မပါဘူးပဲကွာငါခုမှကြည့်ပြီအကြည့်စမ်းပါကွာပြောလဲစားလေးပြန်ပြောလိုက်အောင် green ကိုဘယ်တော့မှ feeding time မထည့်ပါနဲ့ feeding time ဆိုတာတကောင်တက်လိုက်တာပဲဖြစ်ဖြစ်1 assistant လုပ်ပေးလိုက်တာပဲဖြစ်ဖြစ်ဒါတော့အာဒီပြန်ပွင့်တဲ့စက္ကန့်အမြင်ပါတယ်ဒါပေမဲ့ green မှာမလိုရပါဘူးလုပ်ပြန်မယ်နိုဗီယာကြီးက green မှာ feeding time လုံးဝမလိုပါဘူးအဲ့ဒါပဲနိုဗီယာကြီးကိုဒေါ်လာကြီးဆောင်းရထွက်လာပြီးတော့ဂါနိုဗီယာကြီးကိုကောက်ပြီးတော့တပ်ပလိုက်သွားတယ်ဘာမှလည်းမဆိုင်ပါဘူးဘော်လီအပိုင်ရထားဆိုတော့လေဒီတိုက်ပေးရတာပေါ့ဗျာကြီးမနေနဲ့ဗန်းစားပါမှာအဲ့ဒါပဲလေလေးမှာတကောင်သွားဖြောက်မယ်ဆိုပြီးတော့မပဲကြည့်လိုက်တော့ဗျာဟိုကမဆိုဘူး inspire ကြီးဖွင့်ပြီးကျွန်တော်ပြစ်တာကျွန်တော်ဘာလုပ်တာ1ဖွင့်တဲ့တကောင်ပြစ်လို့မရမှန်းပြီးတော့ပတ်သွားတာဖိုရီယန်ဟီလေးဟီပြီးတော့တကောင်ပြန်တောက်သွားဒါပြောတာဒီမှာနောက်တော့ကောင်အဲ့ပြောဘေးစစ်ရတဲ့အားကိုကျွန်တော်လုံးဝမနိုင်ဘူးဆိုတာပဲကျွန်တော်ဟိုသွားလိုက်ဒီသွားလိုက်နဲ့ကြားထဲမှာကာကူတော့တွေးလိုက်ရတော့လန့်သွားတယ်ကာကူကအာရီရှိပြီဗျာအဲ့နဲ့ချီလာမိတာကျွန်တော်လည်းသိကြမသိအချုံထဲမှာဟုတ်တယ် vigilant ထောက်တဲ့ကောင်ကတက်ပြီးမယ်ရောကောင်ပါဘူးဝမ်းဟေးအဲ့နဲ့အောက်လေးကိုရှေ့လဲဆင်းလာအောင်ပဲကွာငါလည်းကျန်းအောင်စော့မယ်သာပြောနေရပါကွာ
ကေးရလဲမြင်သေးရလဲကျန်းနေဟုတ်တော့ဟုတ်နေပြီရောင်ဆိုးတော့မဆိုးပါဘူးကေးရထက်ဝက်လောက်တာနေရဆိုတော့ဒါပဲ brother တို့ကြည်လိုက်တော့ဗျာပြောတော့ချိုးလိုက်အောင်ကွာငါတကောင်တက်ဖို့4ရောက်တော့အချိန်ပေးပြီးရောငါ့ကိုတက်ရတာလားစိတ်မကောင်းရောဟိုငါပြန်ပြောရပါဒီမော်စကိုမဟုတ်တော့ကွာတာဝါကြီးပဲလှိတ်ခိုးနေတာကောင်လေးရဲ့သူတာဝါလှိတ်ခိုးရကောင်ဘလို့ပညာပေးရဲဆိုတော့ကြည်ထားမင်းတို့ကောင်အော်ရကြီးကလုံးပြန်ပြီးတေးွားပြန်လာတာကောင်မင်းမပြေးနဲ့မအဲ့လိုမျိုးသွေးဆက်ကောင်တွေစစ်တာတန်းထိုးပလိုက်ဗျာဘာဖြစ်လို့မော်စကိုကကျွန်တော်ပြန်တုံးထုတ်လို့ရတစ်ခါမိကွာစစ်နဲ့တစ်ခါရပြက်ပဲဗျာသိရမလားဘယ်ကောင်ခြုံကိုနှိုက်ရမယ်မသိရောကောက်ကူတာတောင်ကြပန်းမှာလာခဲ့လားမပြေးနဲ့တောင်ကြပန်းမှာရောဖော်ရန်ဟီးပေးပါဦးဖော်ရန်ဒီကောင်ကပန်းပေးတာဆိုတော့အိုးဟုတ်တယ်ဗျာစောင်းဝမ်းကျေးဇူးတင်သွားပြီဒီနေရာမှာဆိုရင်ဗျာကျွန်တော်ဒီနေရာမှာဆိုရင်အဲ့လိုကြုံလို့ရတယ်ဒါဥပမာပဲရှိသေးတယ်လေကင်းရော brother ကိုတွေ့တဲ့အတိုင်းပဲတွေးပြောတဲ့ကောင်ဆိုဝမ်းဟေပဲဗျာဘာမှလုပ်เสียရမလို့တခါကျရင်ကျွန်တော်တပွဲတလီမှာကြုံမှုရစစ်ကောက်ပိုင်းတာနဲ့ပြတ်တယ်ပေါ့နော်စကန်ပီယာစတက်တွေရောစုဖို့လိုတယ်မသေးအောင်ဆော့ဖို့လိုတယ်ပေါ့ဗျာကျွန်တော်လိုမျိုးဒီမှာကေးရလဲကျန်းတေးရလဲကျန်းနေတော့ဆင်းရဲပြေးဦးဗျာခေါ်တဲ့ရေးစုံဝင်တဲ့ဟာအတိုင်းနေပောက်ကုန်ဘလူးကြီးစောက်တလွဲကြီးစားဖြစ်လေဆိုတော့ဒါတော့ကြည့်လိုက်ပါဒါတော့ကြူပြောချင်တာနော်ကျွန်တော်အဆမပြောခဲ့ရဂရီနာကိုကျန်းအောင်ပဲဆိုရလို့ပြောနိုင်အောင်ဆိုရမှာပါဘူးနော်ခင်ရမှုအာမခံမှုကြောင့်နဲ့ရှိုးလိုက်ပါအောင်ဗျာအောက်လေးမှာလော်ရက်ဝင်ပြီးရောခေါ်လို့မီရောဆိုတော့မခေါ်တော့ဘူးပေါ့ဗျာရှိုးလိုက်အောင် brother တို့ကြီးဟောဒီ classic မို့လို့ပေါ့ကွာရောင်ပုံစံနေအောင်ပြောင်းသွားတယ်ဒါနဲ့ရှိုးလိုက်တော့မြန်မာ2020အဗန်းစာမှာပြောရနော်